ကဲနောက်ကညီညီလေးဆိုကြကဲဥသုံးညချကြအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်မနေ့ကတော့ကဘုန်းကြီးဟောခဲ့သေချိန်တန်ကသေကြရမနေ့ကအတော်လေးသေသွားကြပါပြီမနေဘူးမနေ့ကဗန္ဓုလစစ်သူကြီးနဲ့တကွသား32ယောက်သေသွားကြပြီ၎င်းနောက်မန္လိကာကြီးဗန္ဓုလစစ်သူကတော်ကြီးလည်းသေသွားပြီ၎င်းနောက်ဘုန်းကြီးတို့ကောသလရှင်ဘုရင်လဲတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဖြစ်တော်လဲဝိတရူပဖြစ်သောသားကိုမင်းမြောက်တစား၅ပါးနဲ့သူ့ဦးကြီးတော်ဗန္ဓုလကိုတတ်ရမလားလို့ဗန္ဓုလစစ်သူကြီးရဲ့တူဖြစ်သောဒီကကာရယနာကနေပြီးတော့ကြံစီမှုဝိတရူပကိုမင်းမြောက်မှုရောက်ဗေမိတာရမင်းနဲ့မောင်းလဲနှမလဲသမီးရောက်ဖတော်သောကောသလရှင်မင်းကဗေမိတာရမွေးဖွားထားသောအဇာတတတူတော်ကိုအကူအညီတောင်းပြီးတော့ငါတိုင်းပြည်ကြီးပြန်ရအောင်လုပ်မယ်ဆိုပြီးတော့အသွားရာဇကြိုမြို့အပြင်ဘက်မှာရှိတဲ့လမ်းနဘေးကဇယပေါ်မှာကောသလမင်းကြီးကလည်းနတ်ရွာစမ်းလူကံတော်ကုန်သွားပြီသို့တော့ဒီကနေ့ကောသလမင်းကြီးသေရာကနေပြီးတော့ပြန်ရှင်လိုက်ကြအောင်စို့ဒေသနာစဉ်အရာမဟုတ်တော့လည်းပဲကွက်ကြော်အားဖြင့်နောက်ပြန်လှည့်လိုက်ကြအောင်စို့ဘာလို့လို့လဲဘုန်းကြီးဟောနေတာကမန္လိကတယောက်ကိုရှင်းရှင်းလင်းလင်းသိအောင်ဟောနေတဲ့တရားဖြစ်ပါဗန္ဓုလစစ်သူကြီးမယမန္လိကသည်အဖိုးကိုကလေးထိုက်တန်သောမဟာလတာတန်းစာကိုဝှေ့၍မိမများစည်းစိမ်ကိုကုံဆုံးအောင်ခံစားရတဲ့မိမကောသလဘယင်ရဲ့မိဘရခေါင်ကြီးဖြစ်သောမန္လိကာကတော့ပန်းတယ်ကြီးတဦးတယောက်ရဲ့သမီးဒီမန္လိကာ2ယောက်ကိုတပည့်တော်ခွဲခြားပြီးဟောခဲ့ပါဗျာတရားနာပြေသာကြီးလည်းဒီမန္လိကာ2ယောက်ကိုခွဲခြားပြီးဟောခဲ့တာဖြစ်သဖြင့်ဒီကနေ့ကောသလရှင်ဘုရင်နဲ့မန္လိကာတို့ဘက်ကိုပြန်ဆက်ကြအောင်ဒီကနေ့တရားတော်မှတ်သွားကြပေါ့လေဖယားနဲ့မှရွှေမျိုးတော်ခြင်းသူလို့အမည်တက်လိုက်ကြလို့ကျမ်းဂန်နဲ့တော့မပါဘူးကျုပ်ဖာကျုပ်ပေးတာပြေးတာဘသူနဲ့ရွှေမျိုးတော်ခြင်းတာတော့ဖယားနဲ့ရွှေမျိုးတော်ခြင်းဖယားနဲ့ရွှေမျိုးတော်ခြင်းပုံလေးကိုကျွတ်တို့ဝိတရူပကနေပြီးတော့ပြန်စကြအောင်ဝိတရူပဆိုတာရှင်ဘုရင်သားတနည်းအားဖြင့်ဝိတရူပဆိုတာကျွန်မသားရှင်ဘုရင်သားကျွန်မသားဟောနှမျိုးရဘယ်လိုလဲဖေ။မေးစရာရှိတာပေါ့ဒီလိုပရိသတ်ကျွန်မသားနဲ့ရှင်ဘုရင်သားဖြစ်ပုံကိုပြောကောသလရှင်ဘုရင်သည်ကျွတ်တို့မန္လိကာမိဖုရားကြီးနဲ့အကြောင်းဆက်ပုံလေးနည်းနည်းပြန်ပြောကြစို့တူတော်အဇာတတနဲ့စစ်ဖြစ်ကြပါရောကောသလတူတော်အဇာတတနဲ့စစ်ဖြစ်တော့မြင်းစီးပြီးတော့တအားပြန်ပြေးလာဟောမန္လိကာဆိုတဲ့ပန်းသေးကြီးရဲ့သမီးကလည်းပန်းခူရင်မြတ်စွာဘုရားကိုတော်မြတ်ကြီးဆွမ်းခံကြအလားသူစားဖို့ပါလာတဲ့ဂဝိုက်ချင်းကမယောမုံအဆုပ်ကလေး3စုပ်မြတ်စွာဘုရားကိုတော်မြတ်နဲ့ရင်ဆိုင်တွေ့တော့ဘုရားကြွလာဟန်ကြလိုက်တာလှူခြင်းလိုက်ပါပြီမလိကာညီလှူတော့လို့သူ့အစ္ဆတတန်တောင်မှရှိသောစေရနာလေးကတိုက်တွန်း
စေတနာလေးကတိုက်တွန်းသဖြင့်ဘုရားကိုယ်တော်မြတ်ကြီးအားမယောမုံစုပ်သုံးခုကိုလှူလိုက်လှူတော့ဘုရားကိုယ်တော်မြတ်ကမန္လိကမိမ့်မပြုတ်လေးကိုကြည့်ပြီးတော့ပြုံးလိုက်ဘုရားပြုံးတာအကြောင်းရှိကလေးမလေးကိုပြုံးတာဘုရားကဘုရားမှုသာပေါ့ကျွတ်တို့ဘုန်းကြီးတစ်ပါးမိမ့်မပြုတ်လေးကြည့်ပြုံးကြည့်ပါဒီကတော့ခေဘူးကွာဟာဘုထုဇင်နေဆိုတော့ထင်မိထင်ရကြံမိကြံရပြောကြဘုထုဇင်ရဲ့အပြုံးကတစ်မျိုးဘုရားကိုယ်တော်မြတ်ပြုံးတာကဒီကလေးမလေးရဲ့ဥပနိတ္တယတွေကိုမြင်တော်မူတယ်ညီတော်အနန္ဒာကညောက်ကနောက်ကရှောက်မြတ်စွာဘုရားပဲ့နဲ့ကြောင့်ပန်းတဲ့သမီးကိုကြည့်ပြီးတော့ပြုံးတာလေဘုရားဟဲ့ညီတော်အနန္ဒာဒီကလေးမသည်များမကြခင်တိုက်ပေအုပ်ချုပ်သောဘယင်ကောသလရဲ့မိဘရခေါင်ကြီးဖြစ်နိုင်တဲ့ဘုံလက္ခဏာပါ၍ငါဘုရားကိုလှူရသောမယောမုံစုပ်ရဲ့ကုသိုလ်အဟုန်ကြောင့်မိဘရခေါင်ကြီးဖြစ်မှာကိုမြင်တော်မူ၍ငါပြုံးတဲ့ခြေသားအနန္ဒာဒီကြားလေးကကြားတော့ဝမ်းမြောက်ဝမ်းသာနဲ့အပေါင်းဖော်မိန်းကလေးတွေသွားပြီးတော့တရားနာပြေးတာပန်းညံနဲ့ပန်းခူးကောသလကြီးကလည်းစစ်ရေးနှိမ့်လို့မြင်းစီးပြီးတော့ပြန်ပြေးအလားမြင်းကိုတအားနှင်းတော့မန္လိကနဲ့အပေါင်းအသင်းဖြစ်တဲ့မိန်းကလေးတွေတယုံယုံနဲ့ပြေးကြလန့်ပြေးကြမန္လိကမလန့်ဘယ်လန့်မလဲမိဖုရားဖြစ်မဲ့ဘုံကံကြီးကပါလာပြီးတော့မိန်းမအိန္ဒိယကိုလည်းပဲပြီးရှိတယ်မန္လိကာမိန်းမဆိုတာပြေးမှပြေးကောင်းမယ်မှတ်ထားမိန်းမစစ်ကပြေးကိုမပြေးကောင်းမှုဟဲ့ရန်ကုန်မြို့ကငတ်နှမများမှတ်သွားကြမပြေးကောင်းတဲ့ထဲပါတယ်ဟဲ့ကဲနောက်ကလိုက်ဆိုကြည့်စမ်းပါယဟန်မိန်းမရှင်ဘရင်မင်းစီးတဲ့ဆင်းဘယ်နှမျိုးတုံးယဟန်ရဲ့မိန်းမရဲ့ရှင်ဘရင်ရဲ့မင်းစီးတဲ့ဆင်းရဲ့ပြောကြည့်စမ်းပါယဟန်မပြေကောင်းယဟန်မလုံးမပြေကောင်းတို့သိက္ခာပုဒ်တော်မှာလက်တောင်ရမ်းမသွားရကျွတ်တို့ပုထုဇဉ်နေဆိုတာဘာမှမြင်တာမဟုတ်ဘူးဘုရားကိုယ်တော်မြတ်ရဲ့တပည့်သားဖြစ်တဲ့ယဟန်နေလက်ရမ်းသွားတော့နာနာဘဝဝိနာဘဝတွေကမြတ်စွာဘုရားကဲတော်မူပါဘုရားကဲတော်မူပါဘုရားယဟန်နေဟာဘာမှမမြင်မဲနဲ့လက်တွေရမ်းသွားလို့တပည့်တော်တို့တိုက်မိပါဘုရားခိုက်မိပါဘုရားဒါကြောင့်ဘုရားကိုယ်တော်မြတ်ကလက်တောင်ရမ်းမသွားရဘူးကျွတ်တို့ယဟန်ပြေးဖို့ဆိုတာဝေးရောဒါပေမဲ့လို့ကျွတ်တို့မန္တလေးနေတော့ကကျွတ်တို့နေတဲ့တိုက်ရဲ့အနောက်ဘက်ပလန်းရထဲအရက်ထဲမီးလောင်တော့ဘုန်းကြီးတွေသင်္ကန်းကြောင်ကြိုက်ပြေးငိမ့်လို့အတော်အသင့်အပြစ်လဲအသင့်ခံပြီးဆွမ်းတကဆွမ်းမတွေငဲ့ကြဒါကြောင့်ယဟန်မပြေးကောင်းပါဘူးတဲ့ဗျပြေးရင်တမနတာရုပ်ပယဟန်သိက္ခာနဲ့မညီဘူးရဲ့လို့ကဲ့ရဲ့ွယ်ဖြစ်ချင်းကြောင့်သိက္ခာဘုဒ္ဓနဲ့လည်းမညီသောကြောင့်ပြေးကောင်းဘူးမိမပြေးကောင်းမှုမိမဘာလို့မပြေးကောင်းဝိသခဇတ်ထုတ်ထဲမှာထင်ရှားပါတယ်ပြိတ္တဘာဖြစ်လို့မိမမပြေးကောင်းတုံးလို့ဆိုတော့ဝိသခကပြောတယ်လေပုံနာတယ်ဖေတို့တဲ့မိမများမပြေးကောင်းပါဘူးတဲ့မိမများပြေးမဲ့လွှားမဲ့ဆိုရင်တဲ့အင်္ဂါချွတ်တဲ့သွားရင်တဲ့ဆိုင်မော်တီခင်းထားတဲ့ကုံတွေဟာပုတ်တိုးနေတဲ့ကုံဟာတန်ဖိုးမရှိသလိုတဲ့ဆိုင်မော်မှာတသက်သာထားတဲ့ပစ္စည်းလှလှပပမပုတ်မသိုးမကျိုးမပဲ့မှတန်ဖိုးရှိသလိုမိကလေးများမှာပြေးလို့လွှားလို့အင်္ဂါချွတ်တဲ့သွားမယ်ဆိုရင်ဖြင့်ယောက်ျားတွေကအိမ်တောင်ပဲရွေးတဲ့နေရာမှာဈေးလျှော့ယုံနဲ့မပေါင်းသင်းလူကြပါဘူးတဲ့မှတ်ထားဟဲ့ငါတော့ပါဗျာဦးစကားကြီးကရှိနေတယ်လင်လူတို့နားပဲ့တဲ့တတိထားနော်ပြေးကောင်းမှုတဲ့မိမမပြေးကောင်းမှုဆိုပြီးဒီကြာနီကန်ကြောင်းပေါက်ကမကြီးပင်ထိတ်ရောက်ကုန်ပါပြီကောင်းပါလေးတွေမကြီးရွက်တက်တာမကြီးပြီးခူးတာ
ပြေးတာနဲ့ဘာဆိုင်တော့ဗျအေးပြေးတာကြိုးယုံရဲ့ဟဲ့သစ်ပင်ထိတ်ကကြသေဖို့ရှိမှန်ရလားပြိဿကြီးအေးဒါကြောင့်မိမမပြေးကောင်းမှုတဲ့တလောက်ဆိုသဘောပေါက်ပါပြီနောက်ရှင်ဘရင်ပြေးကောင်းတိုင်းပြည်အုပ်ချုပ်တဲ့ဘရင်ပြေးလွှားနေမယ်ဆိုရင်ကဲ့ရဲ့တင်းကျူဇဂရင်းဆိုပြီးတော့ဆင်းရဲသားကဲ့သို့ပြေးနေတဲ့ရှင်ဘရင်ဖြစ်ထိုက်တဲ့လက္ခဏာမပါဘူးလို့ကဲ့ရဲ့ွယ်ဖြစ်လို့ပြေးကောင်းမှုတဲ့မင်းစီးတဲ့ဆင်မုံယိုပြီးပြေးနေရင်ဆင်ရိုင်းဆင်မိုက်ဟဲ့အဘိတ်သိက်သွန်းလောင်းတဲ့မင်္ဂလာဆင်မဖြစ်ထိုက်ဘူးလို့ကဲ့ရဲ့ွယ်ဖြစ်ခြင်းကြောင့်ပြေးကောင်းမှုတဲ့ဒါကြောင့်ဟိုအမျိုးသမီးအပေါင်းသင်ကလေးတွေနဲ့ပန်းခူးနေတဲ့မန်လိကမပြေးဘူးဆိုတာလေမိဘရခေါင်ကြီးဖြစ်မဲ့ဘုံလက်ခဏာကလည်းပါတယ်မိမအိမ်တွေရွှေပေးလို့မရဆိုတဲ့ဇကားနဲ့လျော်ညီတဲ့အမျိုးသမီးမှုမပြေးဘူးတဲ့ပြိဿကြီးမပြေးရုံနဲ့မကဘူးမြင်းကြီးကဇိုးဝင်လာတော့ဟောမန်လိကပန်းတဲ့သမီးလေးကပန်းခူးရင်မြင်းဆက်ကိုလှမ်းဆွဲလိုက်မြင်းဆက်လှမ်းအဆွဲမှာကောသလရှင်ဘရင်ကြီးလှလိုက်ကောင်းပါလေဟေးတင်လှပါလားကွယ်တော်လူမလေးဘရင်လှတယ်ငါဘရင်စစ်ရှုံးလို့မောပြီးပြေးလာတော့လေဟမလေးတင်းမျက်နှာလေးကြည့်လိုက်ရအမောပြေးပြီးကွယ်တော်သူမလေးရဲ့ဘရင်ဟဲ့ခလေးမဘာတုံးတော့ဘေးဟဲ့ငါဘရင်ဖျားလို့ထူးဖျားထူးတာဖုံကြီးမှထူးကခက်တယ်ဒီကလေးမကဲဘယ်လိုပဲပျော်နင်ပြောသမျှလေးတွေဒေါသမဖြစ်တဲ့အပြင်နှခမ်းလေးစုပြီးတော့မျက်လုံးလေးဒေါင့်ကတ်ကြည့်တာကငါအသက်ဆွဲယူလိုက်သလိုဘယင်လည်းတောင်ပြောကုန်ဘယင်ပြောမသိဘူးဥဇတိလရှာရှိတယ်အောက်မေ့ရင်အောက်မေ့ပေါ့လေဟဲ့နင်တာမိကလားအသာမိကတာမိကတွေမတာမိကတွေတော့ဘာတွေလျှောက်ပြောနေကြောက်မသိဘူးခက်တယ်အလေတော်သူမှဆိုတော့တာမိကအတာမိကဘယ်သိမလဲဟဲ့နင့်မှာငါရှင်းပြောမယ်လင်ရှိသလားမရှိဘူးလားမေတော်လူကြီးကဘယ်လင်ရှိရမှာတော့ကျုပ်ကဲလင်မရှိလို့ရှိရင်ဖြင့်မိဘရဲ့ခေါင်းကြီးမြောက်မယ်တိုင်းပြည်အုပ်ချုပ်တဲ့ငါဘရင်ဟဲ့တဲ့ဘရင်များလူချင်းရင်ရှိသလားမရှိဘူးလားအရင်မေးရှိလို့ကရှောင်မလားဆိုတော့သူမရလူချင်းသူ့လင်လှမ်းနဲ့ထိုးဘသူကမြောက်ပေးတယ်မသိဘူးယူတာဇော့ပဲတော့ခွတ်ကြတယ်ကာမတတ္တဝါတွေကြိတ်အခုတရားနာပြိဿမိဖုရားမြောက်မယ်တဲ့ဗျမြင်းမော်ကဆင်းပြီးတော့ကျမ်းဂန်နဲ့ပါတဲ့အတိုင်းပြောလိုက်ရအောင်မန်လိကာရဲ့ရင်ခွင်ထဲမှာလေပြိဿကြားလားမန်လိကာရဲ့ရင်ခွင်ထဲမှာလေစစ်ရှုံးလို့ပြေးလာသမျှအမောတွေဖြေပြီးတော့အမလေးတရေလောင်မှေးတဲ့မြို့အဲ့ဒါလိုမှေးပြီးတော့တရားနာပရိသတ်ရေမြင်းမော်တင်ပြီးခေါ်သွားမြင်းမော်တင်ခေါ်သွားပြီးတော့ရွှေနန်းတော်လဲရောက်ရောဟဲ့မင်းကြီးများသွားမန်လိကအမျိုးသမီးအားသူ့မိဘရထံပြန်ဖို့သူမိဘအိမ်တို့ပြန်အဖို့ခိုင်းပြီးတော့မှတရားနာပိဋကဟောအယောင်အဆောင်တွေနဲ့တကွာရွှေနန်းတော်မှလွှတ်၍ရင်ရထားတွေနဲ့အချွေရန်တွေနဲ့မူကြီးမရသေနာပတိတွေနဲ့စေလွတ်ပြီးအခေါ်ခိုင်း၍ဟောနောက်မိဘရခေါင်ကြီးမြောက်လိုက်ပါတယ်ဗျာပိဋကဖယားဗျာဒိစကားနော်ဘယ်တော့ခါမှမမှားဘူးဥဇတိလာတို့ပြောတဲ့စကားကတော့သုံးခွက်တစ်ခွက်တင်မယ်ပုထုဇဉ်ကိုပရိသတ်ရဲ့ဖယားပြုံးတော်မူတာဒါဗျဒီကလေးမှမိဖုရားဖြစ်မှာတဲ့ပြုံးမိအလျောက်လဲပဲဟောမိဖုရားခေါင်ကြီးဖြစ်သွားရောရေသားကြီးမာလိကမိဖုရားခေါင်ကြီးဖြစ်သွားပါလားမိဖုရားခေါင်ကြီးဖြစ်သွားတော့မာလိကာက
အမတန်လိမ္မာတဲ့မိမလိမ္မာကောသလကလူအားကြီးရှင်မယင်သာဖြစ်တာလူအားကြီးဘလောက်ထိအောင်အားတုံးဆိုတော့မန္လိကာသူ့ကိုလိမ်မှုတယ်ပြိဿလိမ်မှုတာလေဘုန်းကြီးနောက်ပိုင်းကြတော့ပြောပါဟိုကျုံမသာဆက်ကြအောင်ဆိုဝိတ္တုပတိုင်းကောသလရှင်မယင်ကကြုတ်ပေးတဲ့ဇလန်းနာမည်လေးအတိုင်းပေါ်တရားနာပြိဿဒီကနေ့ရန်ကုန်မြို့ကျွတ်တို့တာမွေနတ်ချောင်းရက်ကွက်မှာဒေဝကုဏရီကျောင်းတိုက်ကထိန်ဖြစ်မြောက်ရေးနဲ့ဒုံလဘယဟန်ငံဖြစ်မြောက်ရေးအဖွဲ့မှာပင့်လျောက်တဲ့တရားဒီကနေ့1338ခုတပေါင်းလာဇန်9ရက်နေ့ညဘုန်းကြီးပေးထားတဲ့နာမည်ကဖယားနဲ့မှရွှေမျိုးတော်ကျင်သူတဲ့တရားနာမည်ကောသလရှင်မယင်သည်တိုက်ပြည်အုပ်ချုပ်ဘယင်လုပ်ပြီးတော့နေရမှာဖယားကိုယ်တော်များကြီးနဲ့လည်းသိအကျွမ်းမဝင်သေးဖယားတပည့်သားဖြစ်တဲ့တန်ဃာတော်တွေနဲ့လည်းသိအကျွမ်းမဝင်သေးအနာရဘိန်တထေကလည်းတနေ့ဆွမ်းကလိုက်တဲ့တန်ဃာ2000ဝိသခါကလည်းတနေ့တန်ဃာ900ကလိုက်တဲ့ဆွမ်းနေဗျာရန်ကုန်မြို့အကျယ်ကြီးပါရန်ကုန်မြို့ရှိတဲ့ဆရာတော်တွေတနေ့တပါးသာကတ်ဆမ်းမှာ2000မဟုတ်ပါဘူးရန်ကုန်မြို့အမလေးသတ်သေးတွေပေါ်လှပါပြီတနေ့တပါးမှန်အိမ်တိုင်းသာကတ်ကြည့်ပါရန်ကုန်မြို့တန်ဃာတွေဆွန့်ကပ်ဖို့တောင်ခမည်းတော်လောက်မည်မဟုတ်ပါမှန်ရလားပြိဿတန်ဃာတပါးဆွန့်ကပ်တာတာဝန်မကြီးဘူးမှ2000ကတ်ပြုတ်ဝိသခါတို့က900ကတ်သည်စိတ်တသူချင်းအစရှိတဲ့တထေးတွေကလည်းကတ်ကြသည်အဲ့ဒီလိုတရားနာပြိဿဆွမ်းကတ်တော့တန်ဃာတော်တွေကကြွလိုက်ကြတာကောသလရှင်မယေနန်းတော်ကြတော့ကြောထွက်သွားမကြွဘူးကောသလဘယင်စဉ်းစားဘုရားသားတော်ယဟန်นี่ငါရှိမကြွဘူးပင့်နာကောင်းတယ်မြတ်စွာဘုရားတပည့်တော်တန်ဃာတော်များစွာဆွမ်းကတ်ချင်ပါတယ်ဘုရားတန်ဃာ1000ပင့်ညီတော်အနန္ဒာပါသွားပါပေမဲ့လို့တရားနာပရိသတ်တန်ဃာတော်တွေကသူပင့်တဲ့ထဲကတဘာမှကြွဘူးဘေးဝိသခအနာရဘိစရှိတဲ့ရှိအကုန်လုံးကြွကြရှင်မရင်ထံတဘာမှသုံးစားမကြွရှင်အနန္ဒာတဘာပဲကြံနေရင်အဲ့တော့ကောသလကအပြစ်တင်တယ်ကြည်စမ်းတွားလိုက်ကြတာတထေးသူကျွယ်လေးငါရှင်ဘုရင်ကြတော့မစားကောင်းနဲ့အပိကြလို့ကြည်စမ်းငါရှိမကြွဘူးဘုရားရှောင်းမယ်မြတ်စွာဘုရားတဲ့တန်ဃာတော်တွေတပည့်တော်1000ပင့်မှလျက်ကနေတပည့်တော်ရွှေနန်းတော်ကြီးတို့အင်မတန်ကြက်တရေရှိတဲ့နန်းတွင်သို့ဆွမ်းခံမကြွပါပဲနဲ့ဘေးတထေးသူကျွယ်တွေအိမ်သာကြွကြတယ်ဗျာဘုရားကိုယ်တော်မြတ်ကတန်ဃာတော်တွေအပြစ်မတင်ဘူးတက္ကတော်တဲ့ငါဘုရားဤသားတော်တွေကတက္ကတော်ရေမြေရှင်နဲ့သိအကျွမ်းမဝင်လို့နဲ့တူပါရဲ့အကျွမ်းဝင်နဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ်များရဲ့ထမ်းသို့ကြွကြတာနဲ့တူပါရဲ့မြတ်စွာဘုရားဒါဖြင့်ဘုရားတပည့်တို့ရှောက်ပြရစီဘုရားဘုရားတပည့်တော်နဲ့တကွဆွမ်းကပ်ကြတဲ့တထေးသူကျွယ်တွေမှာဘုရားအမှုရှိတဲ့တန်ဃာတွေဆွမ်းကပ်ကြတဲ့အချိန်မြည်ပြီးပုဂ္ဂိုလ်တွေကတ်တဲ့ဆွမ်းကမြတ်ပါတယ်လေဘုရားမေရောပြုတက္ကတော်တိုင်းပြည်အုပ်ချုပ်တဲ့သင်ဘယင်ကကောင်းကောင်းမွန်မွန်မြတ်မြတ်တွေကတ်နိုင်တာသင်ဆွမ်းကပူမြတ်တာဘော့လို့ဦးကြောင်မျက်နှာလိုက်ပြောမယ်ဘုရားမှတ်လို့မေးတာဘုရားကလည်းမပြောဘူးပြိဿတက္ကတော်တဲ့ဝိသတိကပရမပဲဝိသတိကပရမန်ဆိုတာဘာပြောတာလဲအကျွမ်းဝင်တဲ့ဆွမ်းကမြတ်တယ်တဲ့မြတ်စွာဘုရားအကျွမ်းဝင်တဲ့ဆွမ်းကဘယ်လိုလဲဘုရားအကျွမ်းဝင်တဲ့ဆွမ်းဆိုတာသာသနာတော်ကြီးနဲ့ရွှေမျိုးတော်စက်တဲ့ငါဘုရားသာသနာတော်နဲ့ရွှေမျိုးတော်တဲ့ပုဂ္ဂိုလ်လှူတဲ့ဆွမ်းမှမြတ်တယ်တကားတော်
အဲ့ဒါလို့ဖယားအမိတ်ရှိတော့ကောသလကြီးကလေဟောဖယားနဲ့ရွှေမျိုးတော်ကျင်စိတ်ပေါက်သွားဟန်ကြငါတိုင်းပြည်အုပ်ချုပ်တယ်ဘယင်မဲဖယားကိုတော်မြတ်နဲ့ငါနဲ့သာရွှေမျိုးတော်သွားရင်မြတ်စွာဘုရားရွှေမျိုးရေမြစ်ရှင်တကားတော်ကြီးဟဲ့လို့ဟမလေးနန်းတော်ရဲ့တန်ဃာကြီးကြွလာလိုက်ကြမှာအဲ့ဒီကြမှာကြီးညိုလုံးမဆုံးတပြုံပြုံနဲ့ငါဆွမ်းနဲ့အာရပါရကတ်လိုက်မယ်ကောသလဘုရားနဲ့ရွှေမျိုးတော်သူပဲလို့ကြံနေထင်လို့ဘုရားကိုယ်တော်မြတ်ကဗုဒ္ဓရဏနဲ့မေမာယာမှာပေါက်ဖွားတဲ့သိတ္တထကဖြစ်တဲ့ဂေါရမဘုရားကပ္ပိလဝပြည်သားတာဂီဝင်မင်းမျိုးဘုရားရွှေတော်မျိုးတော်တွေထဲမှာတာဂီဝင်မင်းသမီးတယောက်ကိုတောင်းပြီးတော့မိဘခေါင်းကြီးမြောက်မယ်အဲ့ဒီကြတော့မှငါကတ်တဲ့ဆန်းဟာသူများတဲ့မြတ်မယ်ဖယားနဲ့ရွှေမျိုးတော်အောင်ငါလုံးမယ်ကြံရောပြုကြံပြီးတော့ကောသလဘုရင်ဒီသုံးဝန်စာလွှာရေးတာဂီဝင်မင်းနေရဲ့ထံမှာငါအားတာဂီဝင်မင်းမျိုးဖြစ်သောသမီးကညာဆက်သားရမယ်သုံးဝန်စာလွှာပို့လိုက်မဟာနာမင်းကြီးနဲ့တကွပေါ်လေတာဂီဝင်မင်းနေခေါင်းချင်းရိုက်ကုန်တာဂီဝင်မင်းမျိုးကသူများအမျိုးနဲ့ဘယ်တော့မှမရောရှက်ဘူးပိဋကမန်အင်မတန်ကြီးဘယ်လောက်ထိအောင်မန်ကြီးတော့ဆိုတော့ကျွတ်တို့မြတ်စွာဘုရားကပ္ပိလူကိုကြွတော့လေဘုရားဖြစ်နေတာတော့မှရှိမခိုးဘူးအိုးသိတ္တထကဖြစ်တဲ့ယဟန်ဂေါရမဆိုတာငါတူလေးပဲငါတဲ့ငယ်တယ်သူကသာရှိခိုးအောင်ဟောဒီလိုမှန်ဝင်သေးငါညီလေးပဲငါမီးလေးပဲအမေငါမောင်လေးပဲလို့ကျွတ်တို့ဘုရားခေါ်တော်မရှိခိုးတာမဟုတ်ဘူးအဲ့တော့မှတရားနာပိဋကယမကဗျာဒီဟာတကူတော်တွေပြလို့ဗုဒ္ဓဝေဇတ်တော်ကြီးဟောတော်ကမှသုတ်တော်ရဏကြီးကစရှိခိုးလို့အဲ့ဒီကြမှာအကုန်လုံးရှိခိုးကြသည်ဒီလောက်မှန်ကြီးတဲ့နော်တာကီဝင်သူများအမျိုးနဲ့ရောစပ်ဖို့ဆိုတာဝေးရောပိဋကအသက်သာသေးခံမယ်ဒါဝန်တန်ုရခိတပေါ့လေကျွတ်တို့ခေကြတော့လူမျိုးတရားတစ်ပါးတောင်မကတော့ပါဘူးဟိုကနေရောဒီကနေရောနဲ့ကပြားနဲ့မကဘဲနဲ့ပြားတာနဲ့ဆိုတော့မရကုန်ပါဘူးမှန်လားပိဋကကြီးကိုမျိုးကိုစောင့်နေဟိုမှာကြည့်တာကီဝင်မင်းမျိုးတွေခက်တယ်ဒီကိစ္စငါတို့နေရတာကလည်းကောသလအာနာပြန့်နှံ့ရဖြစ်တယ်ကောသလဘယေငါစစ်ဆင်ပြီးတော့အန္တရာယ်ပြုတ်လာသောအခါမှာငါတို့သာကီဝင်မျိုးကလည်းသူများအသက်မတတ်မှုသားမပြောတော့ဒုက္ခတွေသာများကုန်လိမ့်မကိုင်းကြံ့ကြစမ်းဘယ်လိုလုပ်ကြမလဲကြံ့ကြစမ်းဆိုပြီးတော့ကြံတယ်လေသမီးကညာဆက်ပါမယ်လို့ပဲသဝန်စာလွှာပြန်ပို့မဟာနာမင်းကြီးကဝါသဘခတ္တိယလို့ခေါ်တော့ကျုံမတယောက်ကိုငါသမီးလို့ပြောမယ်သူတို့ချင်းအတွင်းစကားထည့်ကြအဲ့ဒီဝါသဘခတ္တိယမြည်တော့ကျုံမကိုငါသမီးလို့ပြောဟိုကတမန်နေလာတဲ့အချိန်ခါမှာသမီးကညာလာတောင်းတဲ့အချိန်ခါမှာအဲ့ဒီကျုံမကိုတန်းစာဆင်ပြီးတော့ငါနဲ့ထမင်းအတူတူရှင်မရင်လို့ဆိုရင်ပွဲတော်တင်မယ်ပေါ့ခင်ဗျားတို့လို့ဆိုထမင်းအတူတူစားမယ်ပေါ့တာကီဝင်မင်းမျိုးဆိုတာဘယ်တော့မှခိုင်းစေထားတဲ့ကျုံနဲ့ထမင်းအတူတူမစားဘူးဒါတော့ထိအောင်စီကန်းကြီးမာနာလည်းကြီးဟိုကလည်းတရားနာပိဋကရေတာကီဝင်မင်းကညာဆက်ဖို့မင်းသမီးကညာဆက်ဖို့လွှတ်လိုက်တာကဟဲ့မောင်မင်းမြခိုးရောက်သောခါတာဂီဝင်မင်းများနဲ့ပွဲတော်အတူတူတည်တဲ့သမီးကညာမယူခဲ့တာဂီဝင်မင်းနဲ့ဆိုတာအမျိုးမှန်အမတန်တက်အမျိုးမှန်အမတန်အနွယ်မှန်အမတန်တက်တော့ကျုံမဖြစ်တော့ထိုးပြီးပေးခြင်းပေးလိုက်ပါသူရဲ့ထမင်းတူတူပွဲတော်အတူတူတည်မှခေါ်ခဲ့လွတ်လိုက်ရောလွတ်လိုက်တော့ဟိုကလည်းတရားနာပိဋကတာကီဝင်မင်းများကိုတော်ဥတင်မလားပါဗျာတဲ့သမီးကညာဆက်သောနေရာမှာကောသလရှင်မင်းကတိတိကြကြ
မှတ်ကြားလိုက်ပါလေဟဲ့ဘယ်လိုမှားလိုက်တော့ပွဲတော်အတူတူတည်မှခေါ်ခဲ့ရမလဲဟိုကလည်းတရားနာပိဿစကားကြိတ်ထိုးပြီးသားကောင်းပြီဆိုပြီးတော့ဟောဒီသမီးကညာသည်ငါဤသမီးဖြစ်တယ်ဝါသဝခတ္တိယလက်ညှိုးထိုးပြဟိုတန်းသာဆင်ထားပွဲတော်အတူတူစားမယ်ဆိုပြီးဝင်းနေရအောင်စားမှာမဟုတ်ဘူးပရိယလောက်တာလည်းနားထောင်ကြည့်ဟုတ်သူတို့ချင်းချိတ်ထည့်ထားတယ်ငါနဲ့ဝါသဝခတ္တိယကြုံမနဲ့ပွဲတော်အတူတူတည်တဲ့အခါမှာသဝန်းစာလွှာတစ်ခုဘယ်တိုင်းပြည်ကဘယ်သဝန်းစာလွှာလာပါတယ်လို့လာဆက်အဲ့ဒီကြတော့မှပါဇက်ထဲငုံထားတဲ့ထမင်းလို့ထွေးပြမယ်လက်ထဲကကင်ထားတဲ့ထမင်းလို့ချပြမယ်လက်ဆေးတုပ်ပြီးတော့မှအဲ့ဒီချိန်ခါမှာငါသဝန်းစာလွှာကိုဖမ်းဒီလိုဂျိတ်ထဲပြီးသားဆိုတော့ပွဲတော်အတူတူတဲနေကသဝန်းစာလွှာဘယ်တိုင်းပြည်ကပါဆိုပြီးလာဆက်ပါဇက်ထဲကထမင်းလို့ထွေးပြလက်ထဲကင်ထားတဲ့ထမင်းလို့ပကံနဲ့ပြန်ချလက်ဆေးလက်တုပ်ပြီးသဝန်းစာလွှာဖတ်ပြီးသေးတဲ့ချိန်ခါကြတော့မှအဲ့ဒါငါသမီးပဲလို့ဆိုပြီးတော့မဟာနာမင်းကြီးကနေပြီးတော့ပြေးလိုက်ခေါ်သွားရောခေါ်သွားတော့တရားနာပရိသတ်ကြီးမိဖုရားမြောက်တယ်ကောသလငန်းငန်းတက်တဲ့ဘဝတော့ကျွန်းမှမှန်းမသိဘာမှန်းမသိမြောက်လိုက်ဗျာရောမိဖုရားဒီလိုမိဖုရားမြောက်ပြီးတဲ့နောက်တရားနာပရိသတ်ကြီးဟောသားလေးတယောက်ဖွားမြောက်တော့သွားသူ့ဘိုးတော်များထံသတင်းစကားမင်္ဂလာစကားတွေသွားပြီးတော့အကြောင်းကြားကြည့်ဟဲ့အကြောင်းကြားတော့ဟိုကပြောလိုက်တဲ့ဝါသဝခတ္တိယမဟာနာမင်းကြီးရဲ့သမီးကောသလဘယံရဲ့မိပွေခေါင်ကြီးသည်သားယောက်ျားလေးဖွားမြောက်တယ်လို့သွားအကြောင်းကြားတော့ဟိုကပြောလိုက်ဝန်လပါလို့ဒီတိုင်းပြောလိုက်ဝန်လပါဆိုတာကောင်းသောအဆက်အနွယ်ဖြစ်ပြီလို့ဒီတိုင်းပြောလိုက်အဲ့ဒါတမန်ယောက်ျားကနားလေးနားထိုင်းနေတဲ့လူဆိုတော့ဝန်လပါမဟုတ်ဘူးဝိတတူဘလို့ဆိုပြီးတော့နားကြလွယ်ပြီးမှတ်သွားပါရောဝိပရူပမဟုတ်ဘူးနော်အဲ့ဒီဇတ်ထုတ်သေးချာလဲမှတ်ထားဝိတတူဘဓာတ်ရင်ကောင်းနှလုံးနောက်ကဘာကုန်းဘာကလည်းနှမျိုးရှိဘာအကုန်းနဲ့ဘာအထက်ချိုင်ဟိုဘာကြတော့အထက်ကချိုင်နေလို့ဘာအထက်ချိုင်ဒီဘာကြတော့ကုန်းကုန်းကြီးနေလို့ဘာကုန်းနဲ့နော်အခေါ်ဝေါ်လေးတွေကဲဝိတရူပလို့ဆိုပြီးတော့မှတ်သွားတော့အဲ့ဒီတိုင်းပဲရှင်မယင်တော်ဥတင်တော့ဝိတရူပနာမည်လေးပေးလိုက်ဒီလိုဝိတရူပလို့နာမည်လေးပေးပြီးတဲ့ချိန်ခါမှာတဖြည်းဖြည်းနဲ့ဝိတရူပဟိုမတ်တပြေးလေးပေါ့လေဒီလိုမတ်တပြေးမင်းသားချင်းကစားကြတပါးသောမင်းသားတွေကတော့ဘိုးတော်ထန်းကဘွားတော်ထန်းကအမလေးကစားစရာလေးတွေဝတ်စားတွေလဲဆောင်းပနာတွေပေးသူ့ကြဘယ်သူမှပေးမဲ့လူမရှိမိခင်ဖြစ်သောဝါသဝခတ္တိယကိုမေးမိခင်တပါးသောမင်းသားတွေမှာရွှေမျိုးဖြစ်သောဘိုးတော်ဘွားတော်များထံမှာလက်ဆောင်ပနာတွေပေးကြတယ်မိခင်ရွှေမျိုးမရှိလေရောသလားမိခင်ဒီတစ်ခေါင်းပေါက်ဖြစ်လေရောသလားလူကမွေးတာမှဟုတ်ပါရဲ့လားငါမြည်သည့်ရွှေမျိုးကမှလက်ဆောင်ပနာမပေးအဲ့ဒါလို့မေးလာပြောခဲ့ဘူးဟိုကလှက်ပတ်ပြီးပရိယေနဲ့ပဲသားကိုတစ်သိမ့်နဲ့16နှစ်အရွယ်တဖြည်းဖြည်းကြီးရင်လာတဲ့အချိန်ကြတော့တရားနာပိဋကကြီးမိခင်နဲ့ငါဤဘိုးတော်များသည်ဘယ်မှနေသလဲဘိုးတော်များထံသွားခြင်းနဲ့သားရဲ့မင်းသွားလို့ဘာအကြောင်းထူးမှလဲအကြောင်းမှမထူးပဲနဲ့ရွှေနာတော်ပျော်ပျော်ကြီးနေပါတော့ငါသားကြီးမသွားခြင်းမှလဲမဟုတ်ဘူးလဲပတ်သွားခြင်းရှိသလားရွှေမျိုးရှိသလားဘိုးဘွားရှိတာဘောသားရဲ့ဘယ်မှလဲကပ်ပြီလို့တိုင်းပြီမှာသွားမယ်
သွားမယ်ဆိုပြီးဇွတ်ပြောတော့လေသားလေးအပေါ်တနာရာကတကြောင်နဲ့မငင်းတာသူ့ကိုယ်သူတော့ကျွန်မလို့သိထားသကိုပြိဿအဲ့ဒါမိဘရခေါင်ကြီးကတဝန်ဆလွှာအရင်ပုတ်အိုးတာကြီးဝင်မင်းအပေါင်းတို့ငါဣသားတော်ဖြစ်သောဝိဒရုပသည်သေလာလိမ့်မယ်ဘယ်လိုအကြောင်းချင်ရမျိုးမှငါဤသားသည်ကျွန်မသားလို့သူသိသွားအောင်အရေးအယောင်ကိုမျှမပြကြပါလေနဲ့ဝါသဝခတ္တိယမိဘရခေါင်ကြီးဘုရားမှာဆုံးရှုံးမှလည်းကြောက်ကျွန်မကြီးဆိုရင်အတော်ခက်သွားမှာပေါ့အဲ့ဒီလိုမိဘရခေါင်ယာရုမှမကြရင်တော့အဲ့ဒီတိုင်းအရင်စာကြိုရေးသွားပြီးဝိတ္တရူပလာမယ်ဆိုတဲ့သတင်းကြားကြတဲ့ကကြိုရေးသွားပြီးဝိတ္တရူပလာမယ်ဆိုတဲ့သတင်းကြားကြတဲ့ကမဟာနာမင်းကြီးနဲ့တကွတာကြီးဝင်မင်းများဝိတ္တရူပအောင်ငယ်တဲ့ကလေးတွေကိုအကမယ်တာကြီးဝင်မင်းမျိုးများကကြုံမသားကိုရှင်မခိုးရဘူးဒီမန်ငိုးပြိဿသူ့တဲ့ငယ်သားတွေအဝေးလွတ်ထားတော့ဝိတ္တရူပရောက်သွားရောဝိတ္တရူပရောက်သွားတော့တရားနာပြိဿဒါကမင်းဖိုးဒါကမင်းဖွားမဲဒါကမင်းဦးကြီးတော်အစရှိသဖြင့်သူကကြီးရှ िख ိုးရတယ်သူရှ िख ိုးမဲ့လူတယောက်မှမရှိဘယ်နဲ့တော့တာကြီးဝင်မင်းမျိုးတွေမှာငါရှ िख ိုးမဲ့လူမရှိကြတော့ဘူးလားဩဝိတ္တရူပမင်းသားလေးတင့်အောင်ငယ်သောညီကလေးများသည်အဝေးသို့ခရီးလွန်နေကြသဖြင့်ရှ िख ိုးခြင်းမှာတင်ကြီးလေးတွေရှိရင်ရှ िख ိုးကြမှာပေါ့အဲ့ဒါလို့ပရိယနဲ့ပြောလိုက်တော့ပျော်သလောက်2ရက်3ရက်နေပြီးဝိတ္တရူပပြန်ရောဆိုပါစို့ဝိတ္တရူပပြန်တဲ့အချိန်ခါမှာတရားနာပြိတ္တဝိတ္တရူပထိုင်သွားတော့ပြင်ချက်ကိုနို့ရည်တွေနဲ့ဆေးကျွန်မသားထိုင်တဲ့နေရာဟဲ့ကျွန်မသားဝိတ္တရူပထိုင်တဲ့နေရာဟဲ့လို့အဲ့ဒါလို့အော်ဆဲပြီးတော့ရေဆေးတော့ဝိတ္တရူပနောက်ကလက်နဲ့မိတ်လို့ပြန်ယူတဲ့စစ်သားတယောက်ကကြားရောဗျို့ကြည်စမ်းငါတို့ဘရင်သားကိုကျွန်မသားလို့ဆဲတွေ့ကြသေးတာပေါ့ဒီလိုနဲ့တရားနာပရိသတ်ရေဝိတ္တရူပပြန်ပြီးတော့အဲ့ဒီအကြောင်းတွေပြောဝိတ္တရူပလည်းဒေါသဖြစ်လွန်းလို့ပေါ့လေကြည်စမ်းတာဂီဝင်မင်းမျိုးတွေကငါဘရင်သားကိုကျွန်မသားလို့ပြောတယ်ရှိကြစေအောင်တော့ပြောကြစေအောင်တော့ငါတိုက်ပြီအုပ်ချုပ်ဘယင်လောက်ရသောခါမှဒင်းတို့တာဂီဝင်မင်းမျိုးတွေကိုငါအကုန်သတ်မယ်ဖွဲ့သွားပြီညညုဖွဲ့သွားပြီအဲ့ဒီကိစ္စပရိသတ်ကောသလရှင်မယင်လည်းတော်ဥတင်လိုက်ရောအတော်ဆိုးတဲ့တာဂီဝင်မင်းမျိုးတွေကြည်စမ်းကျွန်မကိုတာဂီဝင်အမျိုးသမီးဆိုပြီးငါဆက်ကြတယ်တာဂီဝင်မင်းမျိုးမဟုတ်တဲ့ကျွန်မဖြစ်သောဝါဒဝခတ္တိယအမိဖုရားကြီးအရာမှခြားငယ်ကလေးတွေကငါချစ်မြတ်နိုးလို့စစ်သေနာပတိအရာမှာပေးထားသောဝိတ္တရူပကိုလည်းထိုရာရုမှခြားကျွန်းအဖြစ်နဲ့သာနေကြသည်ကျွန်းရောက်ဆောင်ကိုပေးလိုက်ကြဒီတိုင်းထားပါရောဗျာသောဗျာတဲ့တာဂီဝင်မင်းမျိုးများဟာဘုရားတပည့်တော်ရဲ့အပေါ်မှာဒီကဲ့သို့ကျွန်းမကိုတာဂီဝင်သမီးကညာဆိုပြီးတော့ဆက်ပါဗျာတို့ဖြစ်သည်တို့ဘုရားတပည့်တော်သည်ဝါဒဝခတ္တိယနဲ့သူ့သားဖြစ်သောဝိတ္တရူပကိုကျွန်းအရာမှာထားပြီးတော့ကျွန်းရောင်ဆောင်တဲ့သာအခုထားတယ်မိဘခေါင်ကြီးယာရုနဲ့စစ်သေနာပတိယာရုနှုတ်လိုက်ပါဗျာမြတ်စွာဘုရားကပြန်ဟောတယ်တကားတော့တဲ့ဝိတ္တရူပသည်ကျွန်းမသားပင်ဖြစ်ပေမဲ့လို့သင်နဲ့ရသောမျိုးစိရှင်ဘရင်သားလို့အများတိုင်းသူပြည်သားများလူသားများသိကြတယ်တို့ဖြစ်သည့်အတွက်တကားတော့တဲ့အမိရဲ့အမျိုးဆိုတာအရာမရောက်ပါဘူးဖခင်ရဲ့အမျိုးသားလျင်ဗราဏဖြစ်တယ်သင်ဒီတိုင်းပြည်အုပ်ချုပ်တော်ဘုရင်သင်ယူသောမိမသည်ကျွန်းမပင်ဖြစ်လင်ကစားမိဘရခေါင်ဟာမိဘရခေါင်ပဲပေါ့
င်နဲ့ရသောသားကလည်းကျုံမသားပင်ဖြစ်တော်လေသင်ရဲ့သားဖြစ်ခြင်းကြောင့်သင်ဟာဘယင်ဖြစ်လို့ဘယင်သားပဲဘောဝိတရုပဖခင်ရဲ့အမျိုးသားဗราဏဖြစ်တယ်လို့ဘုရားကိုယ်တော်မြတ်ဟောကြားတော်မူလိုက်တော့မိဘရဲ့ခေါင်းကြီးအရာပြန်ထားစစ်သေနာပတိအရာပြန်ထားဒီလိုထားလိုက်တဲ့ကိုပြိဿဒီလိုထားပြီးတဲ့နောက်ကျွတ်တို့ကောသလကတော့သေပြီးသားဆိုတော့သူ့ဇတ်ကြောင့်ပြန်မပြောပါရစေနဲ့တော့သေချိန်တန်ကသေကြရဆိုတဲ့မနေ့ကဇက်လန်းထဲမှာတရားနာပရိသတ်ရေဗန္ဓုလစစ်သူကြီးတဲ့သား32ယောက်ကိုတတ်ခဲ့တဲ့ကိစ္စကြောင့်ကောသလရှင်ဘုရင်အားဗန္ဓုလစစ်သူကြီးရဲ့တူတော်ဖြစ်သောဒီကကာရယနာကနေပြီးတော့ဟောမင်းမြောက်တဲ့စာ5ပါးကိုဝိတရူပဆင်းကောသလရှင်ဘုရင်ကိုအန်တုလာတော့ကောသလရှင်ဘုရင်ထွက်ပြေးပြီးတော့ရာဇဂိုမြို့အပြင်ဘက်လမ်းနဝေကဇရပ်ပေါ်မှာနတ်ရွာဆံကန်တော်ကုန်ပြီးပါပြီမှန်လားပြိဿကြီးဒီလိုနဲ့တရားနာပြိဿကြီးဝိတရူပရှင်ဘုရင်ဖြစ်ဝိတရူပရှင်ဘုရင်ဖြစ်ပြီးတဲ့ချိန်ခါမှာတွေ့ကြသေးတာပေါ့ကွာငါကိုကျုံမသားလို့ဆိုတဲ့တာဂီဝင်မျိုးတွေဟေးတာဂီဝင်တစ်မျိုးလုံးပြုတ်ရမှာကွာတစ်မျိုးလုံးပြုတ်ရမယ်ဆိုပြီးတရားနာပြိဿကြီးရန်ညှိုးထားပြီးလာခဲ့တဲ့ဝိတရူပသည်ရှင်ဘုရင်ဖြစ်သောအခါဟောစစ်တပ်နဲ့ထွက်တာဂီဝင်မျိုးတွေတတ်လို့ဘုရားကိုယ်တော်မြတ်ကြီးမြင်တော်မူတယ်ရွှေရန်တော်နဲ့ဆင်ញံလို့မြင်တော်မူသောအခါဘုရားကိုယ်တော်မြတ်သည်ဝိတရူပသွားမဲ့လမ်းအရိပ်ကောင်းတဲ့တစ်ပင်ကြီးရှိတစ်ပင်ရိပ်မှာဘုရားသတင်းမသုံးနေဘူးခေါင်ခေါင်ကြီးတရားနာပြိဿထွက်ပြီးလွန်ဒီကောင်မှာသတင်းသုံးဝိတရူပဟာဘုရားပါလားဘုရားသွားပြီးတော့ရှ िख ူမြတ်စွာဘုရားတဲ့တစ်ပင်အရေးစီအမတန်အေးမြပါလျက်ကနဲ့ဟိုတစ်ပင်ကြီးအရေးတော်သတင်းသုံးတော်မမူပါပဲနဲ့ဘယ်နာကြောင့်နေဘူးခေါင်ခေါင်လွင်ဒီကောင်မှာသတင်းသုံးတော်မူပါလဲဘုရားကဘာအမိန့်ရှိလို့ဟဲ့တကားတော်ဝိတရူပါတဲ့တစ်ပင်အရေးထဲဆွေမျိုးအရေးကအေးတဲ့တကားတော်ဘုရားအမိန့်ရှိပုံလေးအဲ့ဒီလိုတစ်ပင်ရိတ်တဲ့ဆွေမျိုးရိတ်ကအေးတယ်ဆိုတာမိန့်တော်မူတော့ဩသူ့ရဲ့တာဂီဝင်မင်းမျိုးတွေဘုရားကသူ့ရွှေမျိုးတွေတတ်မှာစိုးလို့လာတားတော်မူတာဘုရားရှိလျက်ကနေငါတတ်လို့မသိလျော်ပါဘူးလေပြန်သွားတယ်နောက်တစ်ဖန်ထွက်ပြန်တယ်ဒီလိုပဲဘုရားကိုယ်တော်မြတ်စောင့်ဝိတရူပပြန်သွား3 ချိန်တိုင်တိုင်ဘုရားကိုယ်တော်မြတ်လမ်းကစီးပြီးတော့တရင်သုံးဘုရားတွေ့လို့ပြန်သွားနောက်တစ်ချိန်ကြတော့တရားနာပိဋကကြီးဘုရားကိုယ်တော်မြတ်တားတော်မမူတော့ပြီမတားဆိုတာဂီဝင်မင်းမျိုးများရဲ့ရှေးကအကြောင်းတွေကြည့်လိုက်တော့မြစ်ချောင်းတစ်ခုထဲမှာငါးတွေကိုအစိတ်ခတ်ပြီးတော့အစိတ်တွေချောင်းနဲ့ပြစ်ချခဲ့တယ်အပြစ်ကြောင့်တာဂီဝင်မင်းမျိုးတွေငါဖယားတားတော့လည်းမရတော့ပါလားမြင်တော်မူတယ်ငါဖယားကြွပေးမယ်လို့တားမရတော့တာမို့ဖယားမကြွတော့ဝိတရူပစစ်တပ်နဲ့ရောက်တော့တာဂီဝင်မင်းမျိုးတွေကိုကပ်ပြီးလို့တိုင်းပြေသူ့စစ်တပ်နဲ့လှဲဝိုင်းပြီးတော့ဟေးတတ်ကြငါရဲ့အဖေကြီးဖြစ်တဲ့မဟာနာမင်းကြီးနဲ့တကွာငါအဖေကြီးအပါမှာရှိတဲ့တာဂီဝင်မင်းမျိုးတွေသာခြံလှက်ကြဒီလိုကိုပြိဿရဲ့ဒီလိုခြံလှက်ကြဆိုပြီးတာဂီဝင်မင်းမျိုးတွေအကုန်လုံးတတ်တာဟေတာဝိုင်းမပြေစီနဲ့တဟဆိုပြီးတော့တအားအော်ပြီးတတ်လိုက်တော့ဒီမဲ့ပြိဿနိုးစုကလေးတောင်ခြံမှုတယ်အဲ့ဒီမဟာနာမင်းကြီးနဲ့တကွကြမ်းနေတဲ့တာဂီဝင်မင်းမျိုးတွေကိုသူရွှေနန်းတော်ခေါ်
ခေါ်သွားရွှေနန်းတော်ခေါ်သွားတယ်ပြိဿတချို့လဲထွက်ပြေးလို့လွတ်ကုန်တာပေါ့လေလွတ်တဲ့တာကီဝင်မင်းမျိုးတွေကဘယ်ရောက်ကုန်တော့ဆိုတော့တရားနာပြိဿဖျားပွင့်တာမျက်စိမှဒေသအနောက်နိုင်ငံဒါပတိထွက်ပြေးလာလိုက်ကြတော့ဗမာပြည်ရောက်သာသနာအညာဆံကိုဗျဘုရားပွင့်တာမျက်စိမှဒေသပွင့်မိမယ်လို့ဝိတရူပရဲ့ကုသိုလ်ကြောင့်ရံဘေးကြောင့်လို့ဆိုပါစို့ဒီဗမာပြည်ရောက်လာပြီးတော့ခုသာသနာကဒီမှာအညာလားဆန်းနေထင်တယ်ပြောရတာနော်ဟုတ်လားဟုတ်တယ်နဲ့တူပါရဲ့ပြည်သားကြီးဟုတ်တယ်မဟုတ်လားမြတ်တို့ဗာမျိုးတွေတို့ကိုသလမင်းကြီးကဘုရားနဲ့ရွှေမျိုးတော်ခြင်းနဲ့ခင်ဗျားတို့တော်ခြင်းဘူးလားတော်ခြင်းခင်ဗျားတို့ဗာမျိုးတွေတို့ခင်ဗျာကြည့်ရှုလို့ကြကြအောင်နော်သာကီဝင်မျိုးတွေပါဖရာပြေးတာခင်ဗျားတို့ဗာမျိုးတွေသာကီဝင်မင်းမျိုးတွေဖရာသားသမီးတွေမဟုတ်လို့ဒီတရားဝဲကြီးလာနာနေကြတာဗောမှန်လားပြေးသားကြီးကဲတရားနာပိဋကရေတာကီဝင်မင်းမျိုးတွေမဟာနာမင်းကြီးခေါ်သွားမဟာနာမင်းကြီးကလေတရားနာပိဋကဟိုကြငါလည်းသတ်မှာပဲကဲဒင်းတတ်တော့ငါမခံဘူးဒင်းတတ်တော့ငါမခံဘူးနေလို့ဘူးကျုံမသားနဲ့အတူတူငါရေချိုးခြင်းနဲ့ရေချိုးခြင်းနဲ့ဆိုတော့ချိုးပါတဲ့မဟာနာမင်းကြီးတရားနာပိဋကရေချိုးခြင်းလို့မဟုတ်ငါကူငါစီရင်မဲ့တဲ့ကျုံမသားနဲ့နေလို့မဖြစ်ဘူးတဲ့ဆံမင်းကိုအဖျားကထုံးပြေးတာဆံမင်းဘဲကထုံးဆံမင်းကိုအဖျားကထုံးဆံမင်းအဖျားကထုံးပြီးတော့တရားနာပြေးတာအဲ့ဒီထဲချီမနဲ့ရောချီညှပ်ပြီးတော့ဟောရေတဲ့ဂျုံပစ်ချတော့တာကီဝင်မင်းမျိုးနော်ဝန်တာနုရခိတနော်မင်းသားမခံဘူးမင်းနဲ့မနေဘူးဆိုပြီးရေထဲဂျုံပြစ်ချတာသူ့ကိုယ်သူစီရင်တာနဂါးတွေနေမဖြစ်ဘူးပူပြင်းသောချင်းရပြလို့ဖောင်ဖွဲ့ခံရမလေးနဂါးပြေခေါ်သွားတာဗျနဂါးပြေမှလေးမဟာနာမင်းကြီးကလူပြေကတရားနာပိဋကဟိုတာကီဝင်မိဖုရားတွေနဲ့တည်းမကဘူးဗျနဂါးပြေသွားပြီသူက12နှစ်တောင်စံလိုက်သေးဗျကျန်ကန်နဲ့တော့မပါဘူး12နှစ်ပါတာဟိုငကားပြေသွားမှတော့ငကမတွေနဲ့လည်းဘယင်နေမှာမဟုတ်ဘူးလို့မှန်ပြောရတာပေါ့ဗျာအမှန်ကြီးရတာကိုမှန်လားပြိဿကြီးကာမတတ္တဝါဆိုတာတော့ခဲရင်သားကဲရှိစေတော့အဲ့ဒီကိစ္စဒီလိုနဲ့ဝိတရူပတော့သူ့အဖေကြီးရှောက်ရှာလိုက်တာတွေ့ဘူးတော်ကြလာနိုးနိုးအမလေးသင်္ကန်းနေလာနိုးနိုးနဲ့မျောပေမဲ့လို့ပေါ်မလားပေါ်လာရလားပြိဿမပေါ်လာတော့တရားနာပိဋကကြီးရွှေနန်းတော်မရောက်ခင်ပေါ့လေတရားနာပိဋကဝိတရူပနောက်တရားနာပိဋကတူတူပြောကြပါစို့တူတူပေါ့နော်နည်းနည်းလေးလေးစေစဉ်ငါလေးလေးဖြစ်သွားပါပြီဇက်ွက်ဇက်လန်းနဲ့အရေးလေးအပတ်စီသွားပါပြီပိဋကအဲ့ဒီဝိတရူပသည်ကျွတ်တို့တစ်ခက်တဲ့နာထိုးပြီးတော့နားကြနာရင်ကနေပြီးတော့တချို့စစ်သားတွေကဝိတရူပရဲ့စစ်သားတွေကကုန်းမော်တက်အိတ်တချို့စစ်သားတွေကသဲတောင်မြေမော်အိတ်သဲတောင်မြေမော်ပေါ့လေအေးဆေးဆေးဆင်းကြနောက်တော့ဝိတရူပရဲ့စစ်သားတွေထဲမှာလည်းပဲတရားနာပိဋကနောက်ဘဝကအကုသိုလ်ကံဖီစည်းလာတဲ့စစ်သားတွေကြတော့သဲတောင်မြေမော်အိတ်ကောင်းတယ်ဆိုပြီးတော့မနိုးဘူးဝိတရူပနဲ့အတူတကွနောက်ဘဝကကုသိုလ်ကံအဟုန်ပါပြီးအကုသိုလ်ကံမရှိတဲ့စစ်သားတွေကြတော့ခြားပြီးထိုးတာလို့ပွက်စိတ်တွေကြိုက်တာလို့အဟိုကောင်းဒီကောင်းတွေတက်တာလို့နဲ့မဖြစ်ဘူးယူရွာတာနဲ့အိတ်မရတော့ကုန်းမော်ပြန်တက်ကြကုန်းမော်စအိတ်တဲ့စစ်သားတွေနဲ့အဲ့ဒီတရားနာပိဋကဝိတရူပနဲ့အတူတကွအိတ်တဲ့နေရာမှာပိုးရွာချပုံထိုးတယ်ကြိုက်တယ်ဆိုပြီးတော့ကုန်းမော်ပြန်တက်တဲ့စစ်သားတွေနဲ့စစ်သားဟိုချောင်းထဲမှာတချို့ပေါ့လေတောင်မြင်ပေါ့တချို့ကုန်းပေါ်မှာပေါ့လေအဲ့ဒီချိန်ခါနာပိဋကကြီးမိုးကြီးလေကြီးပြီးထန်စွာရွာလို့ဟောဓာတ်ရောအမှတ်ရောမျောပြီးတော့လာတယ်မိုးရေကြီးထဲမှာဝိတရူပနဲ့တကွာတောင်ပြင်အိတ်နေတဲ့စစ်သားတွေအကုန်လုံးသေချိန်တန်လို့သ
သေးကြရပြန်ပါရောဗျာသေးလိုက်ကြတာနော်ကျုပ်ကလမ်းနေပေါ့သေးကြပြီဒါကြောင့်ခမည်းတော်ကျွတ်တို့မနေခင်ကာလတဏီနီတဖုံဖုံဘယ်လိုနည်းနဲ့သေရမယ်ဆိုတာကတော့မြေကြီးလက်ခတ်လို့မလွဲကြပြီလွဲရလားပြိဿအဲ့ဒီမသေးခင်ကာလမှာယခုလိုတရားပွဲကြီးတရားနာခြင်းနဲ့စေတနာလေးတွေလှူဒန်းတဲ့စေတနာလေးတွေကိုအပင်မခံပြီးတော့အညောင်းခံပြီးတော့ဟောဘုရားကိုယ်တော်မြတ်လက်ထက်တော်ကတာဝဋ္ဌိရာဇဂိုးစတဲ့မြို့သူမြို့သားတွေသည်နေ့ပိုင်းလောကီစည်းဝါးရှာပြီးတော့ညပိုင်းလောကုတ္တရာစည်းဝါးရှာကြတယ်ဘုရားကျောင်းတော်သွားပြီးတော့တဏှေကုံစည်းဝါးရှာလို့ပေါင်းလာသမျှတရားဓမ္မနာပြီးတော့လောကုတ္တရာစည်းဝါးရှာရင်အပန်းဖြေကြသည်ဩရန်ကုန်မြို့သူမြို့သားတွေကဘုရားလက်ထက်ကတာဝဋ္ဌိရာဇဂိုးစတဲ့မြို့သူမြို့သားတွေကဲ့သို့ပဲဟဲ့လို့နေ့လည်းပိုင်းကြည့်လိုက်တော့လဲမြို့ထဲသွားလိုက်ကြတာကားနဲ့တစ်မျိုးမြင်းလဲနဲ့တစ်မျိုးစပိန်နဲ့တစ်မျိုးအမျိုးမျိုးသွားလာပြီးတော့လှုပ်လှုပ်ရွရွစောင်းနေရအတွက်ပင်မခံပြီးတော့ယခုညကြပြန်တော့လဲပရိသတ်ကြီးမျက်စိတဆုံးကြက်ပြန်မကြဒါလောက်စီကားစွာလာပြီးတော့တရားနာကြသဖြင့်ဖယားလက်ထက်ကမြို့သူမြို့သားတွေကျွတ်တူမှန်းပြီးတော့ကြည်မိပါတယ်ဗျာမှန်ရလားပရိသတ်ကြီးဒါကြောင့်သေချိန်တန်သေကြရမယ်ဘဝမှုကြည်ဝိတ္တရူပတို့သေရောသေတော်မြတ်စွာဘုရားကိုတော်မြတ်ကြီးရှောက်ထားတယ်တန်ဃာတော်တွေကတာဂီဝင်မျိုးတွေသေရတဲ့အကြောင်းရှင်းသားတို့နောက်ဘဝက6ထဲမှာအစိတ်ခတ်ခဲ့ကြလို့အဲ့ဒီရှေးကမကောင်းတဲ့ကံကြောင့်သူတို့သေကြသည်ဝိတ္တရူပတို့သေတာရောဘုရားရှင်းသားတို့မကောင်းတဲ့အကုသိုလ်အမှုပြုတဲ့ပုဂ္ဂိုလ်များသည်ဝိတ္တရူပတို့လိုသေကြရမှာပဲလို့သူတို့ရှေးအတိတ်တော်ဘုရားကိုတော်မြတ်ထဲမဟောပေမဲ့လို့ပြစ္ဆုတ်ပန်နဲ့ရှင်းနေပါပြီဧတဘယ်ရင်ရှင်းနေတော့အာဂီဝင်မင်းမျိုးတွေဟိုဘက်သူတို့ကသတ်လာဒီဘက်ကြရေမျောကုန်ရောမှန်လားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးဘုရားကိုတော်မြတ်ကြီးနဲ့မှရွှေမျိုးတော်ခြင်းနဲ့ကွန်တလကျုံမရပြီးတော့ကျုံမကရတဲ့သာမင်းဖြစ်လို့သူကတော့လမ်းမှာသေးရပါသည်ဘယ်မှာသေးရအားရနော်ကောသလသေးသေးအားရမဟုတ်ဘူးမိဖုရားကြီးကမိမ့်မလိမ္မာကြီးဗျမိဖုရားကြီးကသူ့လိန်လဲအဟုတ်မှတ်တာမြင်ဦးလားနည်းနည်းလေးပြောရအောင်တရားနာပိသမန္လိကမိဖုရားကြီးကလေဟိုသူ့နောက်ကခွေးရီလေးတွေကောင်တကောင်းကောင်းလိုက်နေတာရှိတယ်အဲ့ဒီခွေးရီလေးတွေကောင်းကောင်းလိုက်နေတော့မန္လိကမိဖုရားကြီးကရေကြိုးကန်းနဲ့ဝင်ပြီးတော့ခြေထောက်ကိုကုန်းပြီးတော့ရေကလေးနဲ့လက်နဲ့ပက်ပြီးတော့ဆေးအဲ့ဒီလိုဆေးနေကခွေးရီလေးကနောက်ကမသူတော်တို့ရဲ့အကျင့်နဲ့မိဖုရားကြီးကျင့်တယ်ဗျအဲ့ဒါမိဖုရားကြီးตายရတယ်ตายရတာကိုကောသလဘုရင်ကြီးကလေသာတကားဖွင့်ကြည့်တော့မြင်တော့ဟင်ကြည်စမ်းတိုက်ပြီးအုပ်ထုတ်တယ်ဘယင်ရဲ့မိမလောက်ရပါလျက်ကနဲ့မိပရခေါင်ကြီးဘုံကအာရတင်းတိမ်ခြင်းမရှိဘဲနဲ့ခွေးနဲ့ပြောပါတယ်ဟဲ့မိမယုံကောသလကြီးကသူမိမခွေးနဲ့ပြောမရမလားလို့မိမယုံလို့ခေါ်လိုက်တော့အသိမင်းကြီးငါပဲနဲ့တော့မိမယုံခေါ်တာသင်မိမယုံတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ရဲ့မိပရခေါင်ကြီးလို့ဘာမှလိုလေသေးမရှိဘဲနဲ့သင်ခွေးနဲ့ပြောပါတယ်ငါဒီလိုမဆူဆွဲနဲ့နော်ဒီရေကြိုးကငါတယောက်တည်းဝင်ရင်ကို2ယောက်ထင်ရတာနော်2ယောက်ထင်ရတာနော်ဘာဟုတ်ရငါကိုယ်တိုင်မြင်တာကဲမယုံရင်တင်မင်းကြီးဝင်ကြည့်အားလိုက်တဲ့ကိုသလားဘာပြောကောင်းမလဲရေကြိုးကနဲ့သူ့ဆင်းဝင်မိဘခေါင်ကြီးကရွှေနှန်းတော်ဘုံကတက်ကြည့်ဟင်သူ့ယောက်ကြီးပြန်ထွက်လာတော့နေငါဘက်နဲ့သူ့ယောက်ပြောတာတင်းဒီတိုင်းပြုတ်ချုပ်ဘရင်လောက်ပြီးမိမများစွာနဲ့နေရပါလျက်ကနဲ့အခုစိတ်မနဲ့ပြောပါတယ်ငါဒီတိုင်းမပြောနဲ့တော့မိဘရခေါင်ကြီးမဟုတ်ဘူးဘာမဟုတ်ရမှာတော့ငါကိုယ်တိုင်မြင်တာအရှောက်ပြောလိုက်တော့ကောသလကြီးဟာဒီရေကြိုးကငါဟုတ်တကူတဲ့အမလေးတယောက်ထဲဝင်သားကို2ယောက်ထင်ရတဲ့ရေကြိုးကမ်းပါလားမိမကလိန်တာအဟုတ်ထင်ဒါကြောင့်ကောသလကြီးလူအလို့ပြောတာပြိတ္တာကဲဆိုကြပါအောင်စို့
အဲ့ဒီလိုလိန်ခဲ့တဲ့မိဘရဲ့ခေါင်ကြီးကလည်းသေကနီးကာလကုသိုလ်ကောင်းမှုတွေအာယုံမပြုတ်နိုင်ရှာဘူးဘယ်အာယုံပြုတ်နိုင်မလို့ပြိဿကောသလရှင်ဘုရင်ရဲ့တရားနာပြိဿကြာကူလီဇတ်ထုတ်တော်မနေ့ဖြင့်ငါကြမှာတထုပ်ဆက်ဟောကြတာပေါ့တထုပ်ဆက်ဟောကြတာပေါ့နော်လင်ရှိမယားဆိုတဲ့ဇတ်လန်းကိုကျုပ်နေ့ဖြင့်ငါဟောအဲ့ဒါလေကောသလပါဦးမှာပဲကောသလကသေပြီးရင်ပြန်ရှင်ရင်တော့ကြရင်ပြန်သေရင်သေပြီးရင်ပြန်ရှင်ရင်နေမှာပဲနော်အဲ့ဒီဇတ်လန်းအဆက်နေ့ဖြင့်ငါဟောကြပါအောင်စို့လင်ရှိမယားပြည်သားရင်နေ့ဖြင့်ငါပါတော့နောက်ကထဲခြင်းထဲလိုက်ပေါ့သူပြစ်မှားလို့ပြည်သားဘသူပြစ်မှားတာကဲနေ့ဖြင့်ငါဇတ်လန်းဒီနေ့ကင်မွန်းတက်ခဲ့မယ်လင်ရှိမယားသူပြစ်မှားဆိုတဲ့ဇတ်လန်းကိုကျုပ်ဟောအဲ့ဒီကဲဆိုတရားနာပြည်သားကြီးမိဘရဲ့ခေါင်ကြီးသည်လေကောသလဘယင်အားအမျိုးမျိုးသောကိစ္စအဝဝအပေကြတာမကြတာအပထားလို့သူ့ကိုယ်လည်းဘာမှမဖြစ်ရှာသေးပဲနဲ့ကောသလဘယင်အပေါ်မှာလိန်လီမှုကြောင့်ကုသိုလ်ကောင်းမှုတွေသတိမရနိုင်မဲနဲ့သေဂာနီကာလမန္လိကမိဖုရားကြီးလေဩငါမောင်ဖုရားကိုလိန်မိလေခြင်းမာရဲမန္လိကာငါရဲ့လင်းသားဖြစ်တဲ့ကောသလကြီးသည်အမတန်ရိုးရှာတယ်သူရိုးပြီးရိုးလွန်းလွန်းအတော့ငါကသူ့ကိုလိန်ခဲ့မိတယ်မောင်ဖုရားကိုငါလိန်ခဲ့မိလေခြင်းဒီရေကျိုးကနှစ်ယောက်ထင်ရတယ်လို့လိန်ခဲ့မိလေခြင်းလို့အဲ့ဒီတန်တရားကုတ်ကုတ်စာလေးနဲ့သေသွားလိုက်တာဟောမန္လိကမိဖုရားကြီးအဝိစီကြလို့9 ရက်ပြိဿဘယ်2ရက်တို့ဩလင်းကိုလိန်တဲ့မိမအဝိစီဘယ်2ရက်ကြာသဘောပေါက်တယ်နော်မေးရအိုးလင်းကိုလိန်တဲ့မိမအဝိစီဘယ်2ရက်ကြာ9 ရက်ကြာတယ်နော်သဘောပေါက်တော့ပါလင်းကိုလိန်တဲ့မိမအဝိစီဘယ်2ရက်ကြာ3ချိန်ပြောရင်တော့သဘောပေါက်တော့ပါပြီကိုအိမ်ကြနဖူးပေါ်လက်တင်စဉ်းစားငါလင်းဘယ်နှခါလိန်ဘူးတော့ဒီထဲလင်းလိန်တဲ့မိမတွေများပါသလားအာတော့နာပါရဲ့ဟိုလူကြီးတွေကလည်းဘဝင်မမြင့်နဲ့မလိန်အောင်လဲရှာကျွေးရှာသမျှအိတ်ထောင်တဲ့ထဲမိမတပြားမှလိန်ယုံမကဘူးခိုးမှာဗျဘာမှလို့ခင်ဗျားတို့ကလည်းမလိန်အောင်နေဒကမတွေကလည်းမလိန်နဲ့လင်းလိန်နဲ့မိမအဝိစီ9 ရက်ကြာကောသလကြီးကအမလေးသူ့မိဘရဲ့ခေါင်ကြီးဘယ်ရောက်တုံးလို့ဘုရားကိုယ်တော်မြတ်သွားလျှောက်တယ်မိဘရဲ့ခေါင်ကြီးဘယ်ရောက်တုံးဗျဟဲ့တကားတော့တဲ့သင်မိဘရဲ့ခေါင်ကြီးအဝိစီကြနေတယ်လို့လက်ညှိုးထိုးပြလိုက်ရင်တဲ့ကောသလကြီးပါဆက်ပြီးတော့ဘုရားကိုးကွယ်ပြီးတော့တန်ခါဆုံးကတ်တဲ့ကုသိုလ်တွေဟာအဝိစီမှမတားနိုင်ဘူးအင်မတန်လိမ္မာတဲ့ဘုရားကြည်ညိုတဲ့ငါဣမိဘုရားကြီးသည်အဝိစီကြတယ်ဆိုရင်သူပါကုသိုလ်ဒါနတွေဖြတ်ပြီးကောသလပါအဝိစီလိုက်မှာတနာလို့ဘုရားကမမေးပြအောင်တားတကူတော်နဲ့မိဘရဲ့ခေါင်းကြီးဘယ်မှာရောက်နေသလဲဘုရားလို့ဘယ်ဘဝရောက်နေသလဲဘုရားလို့မမေးပြအောင်တကူတော်နဲ့သူ့တသက်မမေ့နိုင်တဲ့တရားစကားတွေဘုရားကလွှဲဟောလိုက်တော့မေ့ပြီးမမေးပြပဲပြန်သွား9 ရက်ဘုရားကမေးခွင့်မပေးဘူး9 ရက်လဲပြည့်ရောက်မိဘရဲ့ခေါင်ကြီးကဟောနတ်ပြည်ရောက်အဝိစီကတက်ပြီးနတ်ပြည်ရောက်အဲ့ဒီကြတော့ကောသလကြီးရှောက်ချင်ရှောက်ပါစေတော့ဘုရားကအဲ့ဒါလို့ခွင့်ပေးလိုက်အဲ့ဒီလိုခွင့်လဲပေးလိုက်ရောမြတ်စွာဘုရားရှောက်တယ်မန္လိကမိဘရဲ့ခေါင်ကြီးဘယ်ဘုံကရောက်တုံးဘုရားတကားတော့တဲ့နတ်ပြည်မှာရှိလေရဲ့ဩမြတ်စွာဘုရားကိုတော်မြတ်ကြီးနဲ့တပည့်သားတန်ဃာတော်တွေလှူရတာဖြင့်တော်ဝေစွာဒါကြောင့်ဒါနံတက္ကသသောဘာနာနတ်ပြည်ဆောင်နှံဖြစ်တဲ့ဆိုတာဟုတ်တဲ့အလှအတမ်းပြုတ်ခဲ့တဲ့ငါအိမိဘရဲ့ခေါင်ကြီးသည်နတ်ပြည်သို့ရောက်ရပါလားလို့ကောသလကြီးကုသိုလ်ကောင်းမှုတွေမဖြတ်ဘူးတဲ့ပြို့ဒါကြောင့်9 ရက်အဝိစီကြတာကိုဘုရားကိုယ်တော်မြတ်မိတ်ရလားပြိဿဘုရားမှုမမိတ်နာကျွတ်တို့ဘုန်းကြီးဥဇတိလာတို့ဆိုရင်တော့ခင်ဗျာမိမကြီးဟိုရောက်နေတော့နေချင်မနေမှာပြောချင်ပြောနေမှာမှန်ရလားပြိဿကြီး
ဒါကြောင့်တရားနာပရိသတ်ကြီးမကောင်းတဲ့အလုပ်ဆိုတာမသိခင်လုပ်ပေမဲ့လို့သိရင်ပယ်ဖို့တော်ပါပြီကောင်းမလားပရိသတ်ကြီးသိရင်ပယ်ဖို့မတော်ဘူးလားခင်ဗျားတို့ကျွတ်တို့ခန္ဓာကိုယ်ကြီးကဒီဘဝသေးဟိုဘဝသေးတန်တရားတစ်ခွင်မှာသေးလာလိုက်တက်တက်စင်လွဲအောင်ဘဝတိုင်းသေးလာတဲ့ခင်းကောင်ဝါလူသေးစုကဘုရားတွေလွဲလာခဲ့တာဒါတောင်ခင်ဗျားတို့သတိရရဲ့လားဘုန်းကြီးဟောတော့ရမှာပေါ့အိမ်ပြန်ရောက်ပြောင်းရောပေါ့ပျောက်ဆရာတွေကရှိတာကိုပျောက်ဆရာတွေကဘာတွေတုံးဆိုတော့ဟွာတွေပေါ့အဟွာဆိုတာအညာသုံးတာဟုတ်တယ်ကျွတ်တို့ပဲအညာလေးဟောဒီအောက်ပြေလာပြီးလက်သမားလှုပ်တဲ့လူတယောက်မယငယ်ယူလာမယငယ်ယူပြီးဟိုဘက်ပြန်ရောက်တော့မယကြီးအပါသိမ့်မကဘူးအငယ်နယ်ကြီးတူမှမတူပဲအငယ်အငယ်ကြီးကကြီးကိုနေအောင်လူတွေကရမ်းရမ်းကြီးနေကြုတ်အချိန်ပြောင်းမယငယ်နာကြီးကတော့မယကြီးမကျေနပ်ဘူးမကျေနပ်တော့အညာမကြီးကအညာသုံးလိုက်သူတို့ချင်းတော့သိတာဘယ်လူသိကြမှာသိအညာသုံးနဲ့မကျေနပ်လို့អော်လိုက်တယ်ဟေးအဟွာပြုတ်ရမယ်လူကဟွာမပြုတ်ရပဲနဲ့အခုတော့အဟွာမပြုတ်ရမယ်လူကကြီးကဟွာပြုတ်ဟေးလို့ဆိုတယ်အညာသုံးတာဒါကြောင့်တရားနာပြေးတာကျုပ်ကလည်းအဟွာသုံးနေတာပါကဲတရားနာပြေးတာမကောင်းတဲ့အလုပ်ကြီးစွန့်ဖို့တော်ပါလားပြေးတာတော်ပါတော့ဗျာမကောင်းမှန်းသိရင်တော့စွန့်ဖို့တော်ပါပြီနော်ဒီခန္ဓာကိုယ်ကြီးဟာဩလက်ဆက်တတ်တော့ချမ်းသာတာကနည်းနည်းပြီဒီခန္ဓာအတွက်နဲ့ပတ်သက်ပြီးတော့တနေ့မှမအားထိုင်းနေလို့မရအချိန်ရှိတဲ့၍ဟာဖြင့်အာလပ်ပါတယ်လို့မရှိရအောင်ဒုက္ခများနေတာဒီခန္ဓာကြောင့်ပါလားသဘောပေါက်မလားပြိဿသဘောပေါက်ရင်ဒီခန္ဓာကြီးယုံမှုကောင်းမလားမုံမှုကောင်းမလားဒါဖြင့်ဒီခန္ဓာကြီးယုံမှုမုံမှုကောင်းရင်ကိုယ်ခန္ဓာ၅ပါးတစ်ခုတွင်ကိုယ်တလောက်ဒုက္ခဖြစ်ရင်လင်းရမရရဲ့လူလိုက်တော့ခန္ဓာအပူတွေရောက်လာတော့ဒုက္ခတွေပိုမများဘူးလားပိုများရင်ကိုယ်ခန္ဓာဒုက္ခတော့ဇာတိစခဲ့လို့ရတာရှိပါသေးတော့ဟိုအပူကြီးတွေများဒုက္ခတွေမဖြစ်အောင်ပြစ်ချင်ဘူးလားပြိဿအမလေးရာကြအထီးမခံပါလားပြစ်ဖို့တော်ပြီပြိဿခွာဖို့တော်ပြီမကောင်းမှန်းသိရင်ပေါ့မှန်လားပြိဿခန္ဓာ၅ပါးကိုတကယ်တမ်းကြည့်လိုက်တော့တရားနာပြိဿသေခြင်းနဲ့အဆုံးသတ်ရလို့သေခြင်းတန်ကသေကြရဆိုတဲ့ဇလန်းရဲ့အဆက်ဖယားနဲ့ရွှေမျိုးတော်ခြင်းနဲ့ကောသလတို့ရဲ့ဇလန်းဟာဒီကနေ့ဏိဂုံးခဘအပိတတ်ပြီးမှုသေခြင်းနဲ့အဆုံးသတ်တဲ့ခမည်းတော်တို့ခန္ဓာကိုယ်ကြီးကိုဒီကနေ့မခွာနိုင်တော့လဲမနေ့ဖြင်ကဓာတ်ရနည်းနည်းတွန်းလာအောင်အနောက်နှစ်တွန်းလာအောင်အသေးကကြီးကြလေပိုးပြီးတော့မကောင်းတဲ့ခန္ဓာကိုယ်ကြီးစွန့်ပစ်ခြင်းစိတ်ပေါက်လာအောင်ကြိုးစားနိုင်ကြပါစေလို့တတိပေးရင်းနဲ့ပဲဒီနေ့ဏိဂုံးခမအပိတတ်အောင်ကန်ဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးကိုယနေ့ကကြွရောက်လာတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေးကြလျင်ခြေရင်နှင့်ဖုံမုံစိတ်တွေပြစ်ပြသည်သောမိမိတို့အင်္ဂယာဌာနသို့နိဝတ္တန်တုသီခမေတ္တာပြန်ကြပြီတော့နိဝတ္တန်တုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစေရောချစ်တရာဆွေကလျောင်းပြီးကိုစိတ်နှမြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း